ဓာတ်ပုံတွေရဲ့ file format တွေကိုအလွယ်ကူဆုံးဘယ်လိုပြောင်းလဲမလဲမင်္ဂလာပါ T4PID Solution Company ကပါဗျကျွန်တော် desktop မှာ folder လေးတစ်ခုရှိရပါတော့ JPG ဆိုတဲ့ folder လေးအဲ့ folder လေးကိုကျွန်တော်ဖွင့်လိုက်မယ်အဲ့ဒီမှာပုံလေးတစ်ပုံရှိရပါတော့အဲ့ဒီပုံလေးပေါ်မှာကျွန်တော် right click နှိပ်လိုက်မယ် property ကိုတစ်ချက်နှိပ်လိုက်ရင်ပေါ့နော်ဒီပုံလေးကကျတော့ file format က JPG file format နဲ့ပေါ့နော်အဲ့ဒီ file format ကိုကျွန်တော်ကပြောင်းမယ်ပေါ့နော် okay နှိပ်လိုက်မယ်ပြောင်းမယ်ဆိုရင်ကျွန်တော်ကအဲ့ပုံလေးပေါ်မှာ right click နှိပ်လိုက်မယ်ပြီးတော့ open with ကိုထပ်နှိပ်လိုက်မယ်ပိတ်ကိုထပ်နှိပ်လိုက်မယ်ပေါ့နော်ခုလိုမျိုးပေါ်လာပြီပေါ့နော်ကျွန်တော်မြင်ကွင်းလေးနဲ့ချုံလိုက်ပေါ့နော် control key ကိုဖိပြီးတော့ mouse ကို wheel လေးနဲ့မြင်ကွင်းလေးချက်ဒီပုံလေးပေါ့နော်ကျွန်တော်ကဒီပုံလေးကိုတခြား format ပြောင်းနေတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်က file menu လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင် save app ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ထပ်ပေါ်လာရတဲ့ကကျွန်တော်တို့ဒီမှာကြိုက်တဲ့ file format ကိုရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ PNG picture ဆိုတာလေးကိုပဲရွေးလိုက်မယ်တစ်ချက်နှိပ်လိုက်မယ်အဲ့ဒီမှာကျွန်တော်ကနေရာလေးကကျတော့ desktop ပေါ်က JPG ဆိုတဲ့ folder လေးထဲမှာပဲကျွန်တော်တင်လိုက်မယ်ပေါ့နော်နာမည်ကိုကျွန်တော်က PNG လို့ပေးလိုက်မယ် PNG လို့ပေးလိုက်မယ်ပြီးရင် save ကိုနှိပ်လိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ပြောင်းခဲ့တဲ့ PNG ဆိုတဲ့ပုံလေးရောက်နေပြီပေါ့နော်အဲ့ပုံလေးပေါ်မှာကျွန်တော် right click ထောက်လိုက်မယ် property ကိုတစ်ချက်နှိပ်လိုက်ရင်ပေါ့နော်ဒီမှာကျွန်တော်တို့ file format က PNG format ဆိုပြီးဖြစ်သွားပြီဗျကျေးဇူးအများကြီးတင်ပါတယ်ဗျ